ဗုဒ္ဓဟူရာဟုသားသမီးလေးတွေအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့2025ဧပြီလ4လပိုင်းအတွင်းမှာဖြစ်ပေါ်လာမယ်ဗုဒ္ဓဟူရာဟုသားသမီးလေးတွေနဲ့ပတ်သက်တဲ့ကံကြမ္မာအစိုးကောင်းနမိတ်လေးတွေကိုဖတ်ကြားဟောကြားပေးသွားမှာပဲဖြစ်ပါတယ်ရှင်စတင်ပြီးတော့အလုတ်အကိုင်းလူမှုရေးနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်လေးပဲဖြစ်ပါတယ်ရှင်ဗုဒ္ဓဟူရာဟုသားသမီးလေးတွေဟာအခုကာလအတွင်းမှာတစ်ကြိမ်မှလောက်ကင်မှုခြင်းမရှိတော့ကြံရွယ်ထားခြင်းမရှိတော့လုပ်ငန်းများကိုလောက်ကင်လိုတဲ့စိတ်ပြင်းထန်နေတတ်ပါတယ်ရှင်ထို့သောမိမိကပြုလုပ်မယ်ဆိုရင်လည်းလုပ်ငန်းအစဉ်စဉ်ဝင်ငွေအစဉ်စဉ်နဲ့တိုးတက်မဲ့ကာလဖြစ်ပါတယ်ရှင်ကြုံတွေ့နေရသောအခက်အခဲများကိုလည်းကြော်လွှားအောင်မြင်မဲ့ကာလဖြစ်ပါတယ်ထူးခြားသောတိုးတက်မှုများလည်းရရှိလာမယ့်နမိတ်ဖြစ်ပါတယ်ရှင်သို့ပါတော့လေအောက်လက်ငယ်သာလူယုံထား၍မရပါဘူးရှင်မိမိကိုယ်တိုင်လောက်ကင်ပြောဆိုနိုင်မှသာလျှင်အဆင်ပြေမဲ့ကာလဖြစ်ပါတယ်အချိန်အတန်ကြာကနှောက်နှေးကြံ့ကြာနေသောကိစ္စရပ်များလည်းလက်တွေ့အကောင့်တွေဖော်မယ်ဆိုရင်အဆင်ပြေမဲ့ကာလဖြစ်ပါတယ်ရှင်ရုပ်ဝေးနှင့်ပတ်သက်သောအဆက်အသွယ်ကောင်းများလည်းရရှိလာမဲ့ကာလဖြစ်ပါတယ်အခက်ခဲကြောင့်မှတိုးတက်သောအခြေအနေသို့ရောက်ရှိမဲ့ကာလဖြစ်ပါတယ်ရှင်ခရီးသွားရန်ကြံစီထားသောဗုဒ္ဓဟူရာဟုသားသမီးလေးတွေကလည်းအခုကာလအတွင်းမှာမိမိရဲ့အကြံစီများအောင်မြင်ခြင်းတိုးတက်ခြင်းများကြုံမဲ့ကာလဖြစ်ပါတယ်အခုကာလအတွင်းမှာစုပေါင်းပတ်သက်လောက်ကင်ခြင်းဖြင့်အကျိုးပေးမဲ့ကာလဖြစ်ပါတယ်ဘလောက်ပင်အခက်ခဲဖြစ်စေကမူမိမိရဲ့ကြံစီထားသောကိစ္စရပ်များကိုလက်တွေ့အကောင့်ထဲဖော်မယ်ဆိုရင်အဆင်ပြေမဲ့ကာလဖြစ်ပါတယ်ရှင်သို့ပါတော့လေအခုကာလအတွင်းမှာဗုဒ္ဓဟူရာဟုသားသမီးလေးတွေဟာတပားသူရဲ့ပြဿနာများဂျားဝင်ယူဖြစ်ချင်းပေးခြင်းအာမခံခြင်းများကိုအထူးဆောင်ရန်လိုအပ်ပါတယ်ရှင်မိမိရဲ့မိတ်ဆွေများအကြီးအကဲများရဲ့အကူအညီပေးခြင်းတွေလည်းရရှိတတ်ပါတယ်ထိုသူတို့တွေရဲ့အကြံဉာဏ်ပေးခြင်းကိုလည်းလက်ခံရယူသင့်ပါတယ်ရှင်အပြိုင်ဆိုင်ဘလောက်ပင်ရှိစေကမူအဆုံးပိုင်းမှာအောင်မြင်သွားမယ့်ကာလဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းငွေကြေးကံကောင်းမယ့်ကာလဖြစ်ပါတယ်ရှင်ကာလအတန်ကြာကြံ့ကြာနေသောငွေများလည်းလက်ဝယ်ပြန်လည်ရရှိလာပါလိမ့်မယ်ရှင်စီးပွားရေးတိုးတက်ခြင်းဖြင့်ငွေဝင်ကောင်းမဲ့ကာလဖြစ်ပါတယ်ငွေကြေးပြဿနာများအခက်အခဲများလည်းနောက်ဆုံးမှာပြန်လည်ပြီးတော့ဆင်ပြေသွားပါလိမ့်မယ်ရှင်အခုကာလအတွင်းမှာဗုဒ္ဓဟူရာဟုသားသမီးလေးတွေဟာလောက်အားကြောင့်တာမကကံအားကြောင့်လည်းငွေဝင်လာမဲ့ကာလဖြစ်ပါတယ်ရှင်လက်လုံထားသောငွေများမိမိပိုင်ပစ္စည်းများလည်းပြန်လည်ရရှိလာမဲ့ကာလဖြစ်ပါတယ်လို့ဟောကြားပေးချင်ပါတယ်ရှင်ဆက်လက်ပြီးတော့ပညာရေးနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့လည်းအခုကာလအတွင်းမှာစာအပြည့်အဝကြက်မှတ်၍ပြင်ဆင်ပြီးကမှာစာမိုးပဲဖြေကားနည်းတွင်၎င်းဖြည့်ဆို့ချိန်များမှာ၎င်းဖျားနာခြင်းများကြုံတွေ့သွားရတတ်ပါတယ်ရှင်တပွဲထိုးလုပ်သူများအထူးသတိရှိရန်လိုအပ်ပါတယ်မိမိကကြည့်ထားသည်ကတစ်မျိုးမေးလာသည်ကတစ်မျိုးဖြစ်ကြုံတွေ့နေရပါလိမ့်မယ်ရှင်အခက်မသိမှာကစာမိုးပဲများကြချုံသွားတတ်ပါတယ်ပညာနဲ့တွက်ဖက်၍လောက်ကင်နေသူတွေကလည်းမိမိသင်ထားသည့်ပညာကတစ်မျိုးလက်တွေ့လုပ်ငန်းကတစ်မျိုးဖြစ်ပေါ်နေပါလိမ့်မယ်ရှင်ပညာရေးကိုအထူးစ조사ပြီးတော့စနစ်တကျဆောင်ရွက်သင့်သောကာလဖြစ်ပါတယ်လို့ဟောကြားပေးချင်ပါတယ်ရှင်ဆက်လက်ပြီးတော့အချစ်ရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့လည်းဗုဒ္ဓဟူရာဟုသားသမီးလေးတွေဟာအခုကာလအတွင်းမှာကောင်းသောမေတ္တာများကိုခံယူရရှိမဲ့ကာလဖြစ်ပါတယ်ပြည့်ရသူဗုဒ္ဓဟူရာဟုသားသမီးလေးတွေဟာကာလအတန်ကြာစောင့်စားနေရသောမေတ္တာတုတ်ပြန်မှုစကားများလက်ခံရရှိမဲ့ကာလဖြစ်ပါတယ်ရှင်ချစ်သူနှင့်ခွဲခွာနေရသောဗုဒ္ဓဟူရာဟုသားသမီးလေးတွေကလည်းစာလူပစ္စည်းစကားများလက်ခံရရှိလာပါလိမ့်မယ်ရှင်မိမိကတိမ်ကြီးခံခြင်းရှုပ်တီးနိုင်ခြင်းတို့ကြောင့်မေတ္တာရေးမှာအဖက်ဖက်ကအစဉ်ပြေခြင်းတို့ရောက်ရှိသွားပါလိမ့်မယ်ရှင်ဝေးကွာနေသောသူများနှင့်လည်းပြန်လည်ဆုံစည်းမဲ့နမိတ်ဖြစ်ပါတယ်ပေါင်းစည်းရန်စုံစည်းရန်ခက်ခဲနေသောဗုဒ္ဓဟူရာဟုသားသမီးလေးတွေကလည်းနောက်ဆုံးမှာပြန်လည်ပြီးတော့အစဉ်ပြေချောမွေ့သွားပါလိမ့်မယ်ရှင်ပြည့်ရသူဗုဒ္ဓဟူရာဟုသားသမီးလေးတွေကတော့အထူးစမ်းပွင့်နေတတ်ပါတယ်ရှင်ဆက်လက်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လည်းစားတင်သောအစာများစားတောက်မိခြင်းအစာမခြင်းများဖြစ်တတ်ပါတယ်ရှင်ကာလအတန်ကြာမြုပ်နေသောဝေဒနာဟောင်းများလည်းပြန်ပေါ်လာတတ်ပါတယ်သွေးအားနည်းခြင်းသွေးအတက်ကြောင့်မမှန်ခြင်းနှလုံးအားနည်းခြင်းများဖြစ်တတ်သောကာလဖြစ်ပါတယ်ထို့သို့ဖြစ်ခဲ့မယ်ဆိုရင်မူလကုသနေကြသမားတော်နဲ့မကုပဲဆရာသမားအသစ်နဲ့ကုသပါလို့အကြံဉာဏ်ပေးချင်ပါတယ်ရှင်အခုကာလအတွင်းမှာဗုဒ္ဓဟူရာဟုသားသမီးလေးတွေအတွက်ကံကောင်းစေတတ်သောအယောင်လေးတွေကတော့အနက်ရောင်အစိမ်းရောင်ကြက်သွေးရောင်နဲ့ရွှေအိုရောင်ပါသောအယောင်လေးတွေပဲဖြစ်ပါတယ်ကံကောင်းစေတတ်သောကနန်းနံပါတ်လေးတွေကတော့9 8ပါသောနံပါတ်လေးတွေပဲဖြစ်ပါတယ်ရှင်အစိုးများကင်းပြီးကောင်းတာလေးတွေကိုရရှိစေရန်အတွက်စိတ်မနှံဖြစ်နေသောတက်ကြီးရွယ်အိုတူဦးအားတွေ့ရှိပါကမိမိတို့ရဲ့တတ်နိုင်သမျှလှူပွဲပစ္စည်းတစ်ခုခုဖြင့်လှူဒန်းရင်းဆုတောင်းပေးလိုက်ပါရှင်ထို့သို့ပြုလုပ်ပေးမယ်ဆိုရင်ဗုဒ္ဓဟူရာဟုသားသမီးလေးတွေမှာဖြစ်ပေါ်နေတဲ့အစိုးလေးတွေဟာကင်းပြီးကောင်းခြင်းဘက်သို့ရရှိလာမှာပဲဖြစ်ပါတယ်ရှင်ဗုဒ္ဓဟူရာဟုသားသမီးလေးတွေအားလုံးလည်းအစဉ်ပြေကံကောင်းကြပါစေရှင်စိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းတွေနဲ့လည်းပြေဝကြပါစေဘေးဥပတ်အနေများမှလည်းကင်းစင်လွတ်မြောက်ကြပါစေစီးပွားကံလုပ်ငန်းကံတွေလည်းတိုးတက်အောင်မြင်ကြပါစေ
အလှရေးဆက်လက်နှင့်မကွာလှူဒန်းပေးကမ်းနိုင်ကြသောပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေလို့ဆုတောင်းမေတ္တာများပို့သပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်